ခဲအားလုံးပဲမင်္ဂလာပါအခုတလောကတော့ကျွန်တော် free မှာတော့မအောင်ပြ free မှာဘာလို့မအောင်လဲတော့မသိဘူးပေါ့နော်အဲ့ဒါတော့မသိဘူးပေါ့ကျွန်တော်အနေနဲ့ဒီကနေ့မှဆိုလဲဒါကျွန်တော်ရဲ့ဒီ member ဒါ DS စာပေါ့နော်ကျွန်တော် share မိတ်ပေးခဲ့တဲ့ဒါ calendar အပိုင်းလုံးပိုင်းလေးအောင်မြင်ပါတယ်ခင်ဗျာအဲ့အတွက်လည်း member လာဝင်ပေးတဲ့တယောက်ချင်းလိုက်ကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာအဲ့တော့လက်ရှိမှာတော့ကျွန်တော်ပေါ့နော်ဒီဂျာရီနဲ့တောက်ကြ2ရက်ပဲကျန်တော့တယ်အဲ့တော့ကျွန်တော်ဒီ DS ပုံမှန်ဝင်နေတဲ့လူတွေကိုလည်းပြန်လာတယ်ကျွန်တော်ကြာပြီးနဲ့တောက်ကြ2ရက်လုံးကိုတခါတည်းပေါင်းပြီးပဲခေါ်လိုက်တော့မယ်ဈေးရလည်းသူတို့2ရက်စာကို1ရက်ချင်းစီမှာယူမယ်ဆိုရင်1ရက်ချင်းစာယူတဲ့ဈေးမှန်ပါကိုကျွန်တော်နည်းနည်း short ပေးထားတယ်ပေါ့နော်ဘာတွေရမလဲဆိုတော့ကြာပြီးနေ့မှာကျွန်တော်အမှန်တိုင်းပြောမယ်နော်ဒီအခုမနက်ဖြန်လာမယ့်ကြာပြီးနေ့မှာကျွန်တော်ကနန်းထုံမယ်ထုတ်လိုက်တဲ့အကွက်ဒီနေ့လယ်ရောညနေရောအောင်မြင်မယ်နော်လုံးဝရထားတယ်လုံးဝ share လုံးဝရထား calendar လုံးဝအထီးကြီးနဲ့လုံးဝ calendar BK line ကိုပေါင်းဆက်ပြီးတော့ကျွန်တော်ကနန်းကိုအနှိမ့်ချုပ်ပြီးထုတ်ပေးလိုက်တယ်ကျွန်တော်ပေးလိုက်တဲ့ဒီမှာကနန်းဒီနေ့လယ်ရောညနေရောအောင်မြင်နိုင်မယ်အဲ့ဒီနေ့လယ်မှာဆိုရင်ဘယ်ကောင်ကပို့ပြီးအကောင်လဲဘယ်ကောင်ပို့ပြီးတော့တင်လို့ရလာတယ်ဆိုတာကိုလည်းကျွန်တော်ရေးပြထားတယ်ညနေခင်းကြရင်လည်းဘသူ့ကိုပို့တယ်ဘသူ့တော့ရန်ဆိုပြီးတော့ကျွန်တော်စာလေးထည့်ပေးထားတယ်အဲ့ကနန်းမဲ့နော်အဲ့ဒီကနန်းထဲမှာဘယ်ကနန်းဒီနေ့လယ်မှာပို့အကောင်လဲပို့တင်လို့ရတယ်ပေါ့ဗျာပို့အမြတ်အများကြီးရတာပေါ့ညနေမှာဆိုလည်းဒီကနန်းလေးကပို့တင်အဲ့လိုမျိုးလေးပါအသေးစိတ်အစားရှင်းပြထားတယ်ဘာလို့ဆိုတော့မမဆိုတာကကျွန်တော်ကိုယုံကြည်လို့ဒါသူတို့ရဲ့ယုံကြည်မှုငွေကြေးကျွန်တော်စီကိုပုံအပ်ပြီးတော့လာခဲ့တဲ့လူတွေအတွက်ကျွန်တော်ဘက်ကလည်းကျွန်တော်တတ်ထားသမျှပညာနဲ့အကောင်းဆုံးအစွမ်းကိုအကျိုးပြုနေပါတယ် free သမားတွေကတော့ကန်ဆက်ရင်တော့ရမှာပါကဲ free အတွက်တော့ကျွန်တော်နောက်မှပဲတင်ပေးပါမယ်ဒါကတော့အခုကြာပြီးတောက်ကြအတွက်ကျွန်တော်မမထပ်ခေါ်လာပါဒီကနေ့မှဆိုလဲဒါမမထားလေးပေါ့နော်အောင်မြင်ခဲ့တယ်ပေါ့โอเคပါမနေ့ဖက်မှာဆိုရင်နေ့လောညနေရောမမတွေအောင်မြင်ရမယ်နော်โอเคဒီနေ့မှာဒါယူခဲ့တဲ့လူတွေအကောင်လုံးဒါကြားပြီးအခုကျွန်တော်ထပ်ခေါ်မှာကြားပြီးတောက်ကြ2ရက်စာနော်တောက်ကြနေရတော့4ရက်တစ်ခါလာတဲ့အပိုင်ပတ်တီးနဲ့ဒါ main ကွက်နဲ့ကျွန်တော်တို့ယူရမှာကျွန်တော်တင်းလာနေမှာရရှိခဲ့တဲ့0 3ညရဲ့00ရဲ့တောက်ကြနေရအဲ့ဒီဥစ္စာရဲ့အဆက်လာမယ်နေဒီကြပိန်းလေးကြတော့လုံးဝအနှစ်ချုံတဲ့အကုန်ကလင်နာအထီးကြီးနဲ့လုံးဝကလင်နာ BK ကိုပေါင်းဆက်ပြီးတော့တနေ့ကုန်းစာနေ့လယ်ညနေရောဘယ်ကနန်းဒီဘယ်ဟာနေ့လယ်မှာမိန်ဘယ်ကနန်းဒီဘယ်ဟာညနေမှာမိန်နဲ့နေ့လယ်ညနေအောင်မြင်ဖို့အတွက်ဆရာကလေးမှာအထူးရွေးချယ်ထားပါနဲ့ကဲလူကြီးမင်းတို့လည်းစိတ်ဝင်စားတယ်ဆိုတော့လက်ရှိတန်းရှိတဲ့ကြာပြီးတောက်ကြ2ရက်စာကိုလည်းမမလာဝင်ဖို့ကလင်ကဖိတ်ခေါ်တယ်ဘသူမှတော့အတင်းမခေါ်ပါဘူးဘာလို့လဲဆိုတော့သူ့ယုံကြည်မှုနဲ့သူပဲကလင်မှာလည်းကလင်ကိုယုံကြည်လူတွေအများကြီးရှိပြီးသားပါကျေးဇူးတင်ပါတယ်ကျွန်တော်ကလင်ဖြစ်ပါတယ်ခင်ဗျာ